ရာသီဥတုအကူးပြောင်းကာလမှာအထူးသတိထားရမယ့်သတင်းတစ်ခုထွက်ပေါ်လာပါပြီလက်ရှိမွန်ပြည်နယ်တံပြူစရဲ့မြို့နယ်ကြိုက်ခမိမြို့မှာကူးစက်ဝမ်းရောဂါတစ်မျိုးဖြစ်ပွားနေပြီးကူးစက်မှုနှုန်းအတော်လေးမြန်ဆန်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်ဒီယောဂါဟာပြီးခဲ့တဲ့ဧပြီလ30ရက်နေ့လယ်ပိုင်းကစပြီးအောင်ဒုက္ခရက်ကွက်ကရေလုံသားတွေစီကနေစတင်ကူးစက်ခဲ့တာပါပထမဆုံးဆေးရုံရောက်လာတဲ့ရေလုံသား9ဦးတည်းက4ဦးကိုမော်လမြိုင်ဆေးရုံကြီးစီအရေးပေါ်လွှဲပြောင်းပို့ဆောင်ခဲ့ရပြီးအခုဆိုရင်ကြောက်ခမိဆေးရုံမှာဝမ်းရောဂါကူးစက်ခံထားရသူလူနာ30ဦးဝန်းကျင်လောက်အထိရှိနေပြီဖြစ်လို့ကူးစက်မှုထိန်းချုပ်နိုင်ဖို့လုံခြုံရေးတွေပါတင်းကျပ်ထားရပါတယ်ဝမ်းရောဂါဟာအစားအသောက်နဲ့တောက်သုံးရေကနေအဓိကကူးစက်တတ်တာမို့ရင်နားစာတွေရှောင်ကျဉ်ပြီးရေကိုကြိုချက်တောက်သုံးကြဖို့အထူးတိုက်တွန်းကြပါတယ်ကိုမီသားစုမိတ်ဆွေတွေကြိုတင်သတိပြုဆင်ခြင်နိုင်အောင်ဒီသတင်းလေးကိုအခုပဲ share ပြီးသတိပေးလိုက်ပါအောင်တင့်ဒေတာမှာရောကျမ်းမာရေးအခြေအနေတွေဘယ်လိုရှိလဲ comment မှာဝင်ရောက်မျှဝေပေးခဲ့ပါဦး